အင်းနောက်ချမ်းမှာဒီနေ့ Fallen Angels တွေဖန်တီးခဲ့တဲ့လျှို့ဝှက်စံကြဲတဲ့တတဝအုပ်စုတစုအကြောင်းပြောပြထားတာရှိပါတယ်။အဲ့ဒါကိုအင်းနောက်ချမ်းမှာကျွန်တော်တို့ဆွေးနွေးသွားမှာပါ။ Nephilim ဘလူးတွေဟာ Fallen Angels စီကဖန်ဆင်းခံရတဲ့တခုတည်းသောမျိုးဆက်တတဝတွေမဟုတ်ခဲ့ပါဘူး။တရိษံနဲ့လူသားတွေကြားကလျှို့ဝှက်စံကြဲတဲ့မျိုးဆက်ဗီဇတွေလည်းရှိပါတယ်။ရှင်းပြပါသေး။အင်းနောက်ချမ်းမှာစောင့်ကြည့်သူနိလာဟာလူသားတွေနဲ့တရိษံတွေကိုဘလို့စမ်းသက်ပြီးကြောက်စရာကောင်းတဲ့မျိုးဆက်တရဝတွေကိုဖန်တီးခဲ့တဲ့ဆိုတာကိုဖော်ပြထားပါတယ်။စာအုပ်မှာကောင်းကင်မှာနေရဟာတဘာဝမကျတဲ့လုပ်ရက်တွေကိုလှုပ်ဆောင်ဖို့တရိษံတွေကိုရွေးချယ်ပါတယ်။မြင်းနေရတိုးထီးနေရစိတ်နေရငှက်တွေမကပဲတားရဲတွေအထိအပါဝင်ပါ။နတ်ဆိုးရဲ့ပျက်စီးယိုယွင်းမှုရဲ့ရလက်ကတော့အကြမ်းဖက်မှုဖောက်ပြန်မှုနဲ့ကြောက်စရာကောင်းတဲ့တရဝအုပ်စုတစုကိုညှိညမ်းစေခဲ့ပြီးအင်းနောက်ကျမှMonster တွေနဲ့ဘလူးတွေကိုထပ်ပြီးတော့မွေးဖွားခဲ့ပါတယ်။ဆိုလိုတာကဘလူးတွေအပြင်တခြားသောမျိုးဆက်ဗီဇအမျိုးမျိုးရှိတယ်ဆိုတာပါပဲ။